And deal with it now and deal with it forever. Dhyana hiya tat vrittayaha. Dhyana sura tgeyangaro teaching bono. Doing open teaching. Develop or adopt an attitude of introspection. Samyana 187 to roots and fruits of karma ye accept. So, tinimane di moment leo to blue chatan le. Lao kaang le na. Even it just for a few minutes. Ko sikli ko see la yadalo, ko ye the shudan ko shinto la yadalo. Oh now li ko see cho be la yadalo. Ko ne ko tinyane ko to ni quen so la li yani. Yanta mo shi de. အကြောင်းလို့တို့အချိန်တွေကိုဘယ်လိုမျိုးကြော်ဖြတ်သွားလဲကိုယ်အသက်ဘယ်လိုရှူနေလဲသိရင်ကိုဘဝကိုဘယ်လိုရင်ဆိုင်လဲသိပြီပေါ့တခါလေအရန်ယူစင်းတဲ့အရာလေးတွေကအရန်လေးနေတယ်တို့အများကြီးသွားကြည့်စရာမလိုဘူးကိုအကျမ်းမဖက်နဲ့ပေါ့သူများတွေကိုကြည့်ပြီးတခြားသူတွေရဲ့အပြစ်တွေနဲ့ကိုဓမ္မခတ်နဲ့ကိုစိတ်ကလေးကိုပြန်ကြည့်ပြီးကိုနဲ့အတူနေပြီးစေးကြောဖို့ရအချိန်လေးနော်အကြောင်းအရန်တန်မှုထားတယ် One of the surest way to get in touch with your samskara and vasana is through the yogic practice of meditation. ဒီမနေ့လုပ်လိုက်တဲ့ဟာလေးပဲနော်အသေးချာဆုံးနီလန်းနေအသေးချာဆုံးနီလန်းတွေကတစ်ခုပဲလို့ပြောတာနော်ကိုယ့်ရဲ့ samskara နဲ့ vasana တွေကိုကိုနဲ့ထိဖို့ရအတွက် get in touch with your vasana ဆိုတာအချိန်ကြီးဖတ်မှတ်ထက်ကိုပြုခဲ့တဲ့အရာတွေရဲ့ samskara ကိုယ့်ရဲ့ imprints တွေရဲ့အဲ့ပြုခဲ့တဲ့အရာတွေပေါ်မှာကိုချခဲ့တဲ့ခြေရာတွေရဲ့ဒါတွေကိုကိုသိဖို့ဆိုရင် the yogic practice of meditation ကိုသိခြင်းဆိုရဲအဲ့ဒီလေ့ကျင့်မှု meditation ကိုလုပ်ခြင်းဟာအသေးချာဆုံးသောနည်းလမ်းတွေကတစ်ခုပါ When we first learn to sit there is a virtual tidal wave of vritti ပထမဦးဆုံးကိုထိုင်ဖို့သင်ယူတဲ့အချိန်မှာပဲကိုယ့်ရဲ့စိတ်မှာဒီရေလှိုင်းနေလို့ဒီရေလိုပဲ tidal waves ဒီရေလှိုင်းနေလို့ပဲတက်လိုက်ကြလိုက်လှုပ်ခတ်နေတယ်အရာရှိတယ် We are no longer multitasking မျက်လုံးလေးမိတ်ပြီးကိုယ့်ကိုကြည့်လိုက်တာနဲ့တို့ဟိုကလေးလှုပ်လိုက်အောင်မယ်ဒီကလေးလှုပ်လိုက်အောင်မယ်ဆိုတာမျိုးမရှိတော့ဘူးလေနော် multitasking မဟုတ်ဘူးဆိုရင်တို့ကမျက်လုံးဖွင့်လိုက်တယ်ကြည့်တဲ့နေရာကနေပြီးတော့မှအာယုံတွေကနေကိုယ်စိတ်ကိုတခါပြန်ပြီးအလုပ်တွေရှုပ်ပြန်ရင်ဟိုလူဖြတ်သွားလိုက်ပြီးဒီလူဖြတ်သွားလိုက်ပြီးဟိုလူဟွာလုံနေပြီဒီလူတရားလုံနေပြီဟိုရောင်ကဒီလူပြောင်းနေပြီဒါမျိုးတွေအများကြီးပဲစိတ်ထဲမှာဖြတ်ပြေးသွားတယ်ဆိုတော့ multitasking ကစိတ်အလုပ်က multitasking ဖြစ်နေတာပေါ့နော်ဆိုတော့အခုကိုစပြီးတော့မှကိုထိုင်လိုက်တဲ့အချိန်မှာ multitasking မဟုတ်တော့ဘူး without anything to distract us ကိုဘယ်သူကမှအနောက်ရှက်မပေးနိုင်တော့ဘူး all the vritti come out to play အဲ့ဒီအချိန်မှာဘယ်သူနဲ့မှမ play တော့ကိုနဲ့ကို play တာပဲကိုတွေးနဲ့ကိုရှုပ်ချက်တွေခက်နေတခါတလေပဲရောက်လို့ရောက်မှမသိနော် if we can sit with it သူနဲ့သာအဲ့လိုအတူတူနေရမယ်ဆိုရင်နေနိုင်တယ်ဆိုရင်ပေါ့နော် not allow ourselves to indulge in the pursuit of trivial annoyances
the traffic, the tick of the clock, lawnmowers, မြေရိတ်တန်းနေနာရီကနေ TikTok 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 ပြောတာမဟုတ်နော်နာရီကနေတောက်နဲ့မြည်နေတာတွေ the traffic ကိုရှိမှရှိနေတဲ့ဖြတ်သွားဖြတ်လာတွေအဲ့ဒီလို intern ကိုသိရလွယ်ကူတဲ့ဒါပေမဲ့လည်းတပြိုင်နက်တည်းမှာကိုယ်ကိုအနှောက်အယှက်ပေးနေတယ်လို့ထင်ရတဲ့ trivial annoyance လို့ခေါ်တာပေါ့နော်အဲ့ဒီအရာတွေကအဲ့ဒီအရာတွေထဲမှာကိုမျောခွင့်မပြုဘူးဆိုရင် not allow ourselves နော်မျောခွင့်မပြုဘူးဆိုရင် with nothing to project our reality onto ကိုယ့်ရဲ့အတွေးပုံစံတွေဟာဒါတော့ငါမကြိုက်ဘူးဒါတော့ငါကြိုက်တယ်ဒါတော့အဆင်ပြေတယ်ဒါတော့အဆင်မပြေဘူးဒါတွေကအားလုံးက vritti တွေပဲပုံစံတွေမျှတာပဲနော်အခုလက်ရှိကိုလက်ရှိအတိုင်းလေးမနေနိုင်ခြင်းပေါ့ vritti ဆိုတာယောဂပဲနော်တကယ်တော့လေဒီ moment ကိုဒီ moment အတိုင်းမနေနိုင်ယောဂပဲအဲ့ရောတို့ကဘယ်ချိန်ထိကုစားရမလဲဘာတွေကိုကုစားရမလဲဆိုတာအရင်ရှင်းတယ်နော်စိတ်တန်ရာဆိုတဲ့အရာတွေကဟိုလိုအဝေးကြီးတွေမှာမဟုတ်ဘူးနော်ဒီ moment လေးမှာဒီ moment ကိုဒီ moment အတိုင်းမသိဘူးဆိုရင်အဲ့ဒါယောဂပဲအဲ့ဒါကုရတော့မှာပဲနော်ဆိုတော့တခါလေကြာရင်တို့ကအဝေးကြီးတွေတော်စဉ်းစားတာလေ nothing to project our vritti in onto ကိုယ့်ရဲ့အတွင်းစိတ်ထဲက projector တွေနဲ့သွားပြီးမကြည့်ဘူးဆိုရင် we are afforded a telescopic perspective in which we experience the past and sorry ဘယ်ရောက်သွားပြီခဏလေးနော်တကြောင်ကြော်သွားပြီ sorry အဲ့လိုပဲဖြစ်တတ်တယ်နော်ဖတ်နေရင်လည်း we find we are literally stewing in them အဲ့ဒီလိုကိုယ်ဘေးမှာရှိနေတဲ့အရာတွေကိုကိုယ့်ရဲ့ပုံစံနဲ့ projection နဲ့မကြည့်ဘူးဆိုရင်ကိုကအဲ့ဒီအထဲထဲမှာ literally stewing in them ဆိုသူတို့နဲ့အတူတူနေတဲ့ခဏတာလေးကိုသူတွေ့ရပြီမျက်ရည်တန်နေတဲ့အတူတူနေတဲ့ဟာဟုတ်တယ်နော်ကိုကသူတို့ projection မလုပ်ဘူးဆိုရင်အတူတူရှင်သန်ခွင့်ဆိုတဲ့အရာလေးရမယ် here on the battlefield of our Chaita ကိုစိတ်ရဲ့မြေပြင်ပေါ့နော်တိုက်ပွဲလို့လည်းပြောလို့ရတာပေါ့နော် we are afforded a telescopic perspective in which we experience the past the present and the future simultaneously အဲ့ဒီလိုသာကိုယ်စိတ်ကိုတို့ကပြန်ကြည့်နိုင်မယ်ဆိုရင်တဲ့ပြီးခဲ့တာရောအခုလက်ရှိကိုခံစားနေရတာရော future ရောတပြိုင်တည်းတည်းကိုအဲ့ဒီ telescopic perspective နဲ့မြင်နိုင်တယ်အသေးစိတ်မြင်နိုင်တယ်လို့ပြောတာပေါ့နော် the only hope for a peaceable resolution ကောင်းလိုက်တာအခုမှဒီစကားလုံးကိုတွေ့ရနော် peaceable resolution comes with the startling realization that we can make the effort to deal with our vritti in the present, have to deal with them forever. ဒါလေးကိုပြောရ introspection ကနော်ကိုယ်စိတ်ကလေးကိုပြန်ကြည့်လိုက်တဲ့အချိန်မှာဘာကြောင့်ဖြစ်နေလဲအခုခံစားနေရတာဘာကြောင့်ဒီခံစားချက်ကဘယ်ကိုဥတည်နေလဲ past present future ဒါကိုသိလိုက်ပြီဆိုရင်အခုရှင်းမှလားနောက်မှရှင်းမှလားကိုပြန်မေးပေါ့မဟုတ်ဘူးတခု escape လုပ်လိုက်မယ်ပြန်မကြည့်တော့ငါရှောင်လိုက်ခြင်းနေဆိုရင်အဲ့ဒါပျောက်သွားတာမဟုတ်ဘူးရဲ့အထဲထဲမှာရှိနေတာအာယုံပြောင်းလိုက်တာမျှတာပဲခံစားချက်ကဒါနဲ့တွေ့ရင်ထပ်ပြီးလာအောင်မှာဒါကြောင့်မလို့ဥပိ္ပခာဆိုတဲ့ဥစ္စာကမြင်နေရနဲ့ကြားနေရနဲ့တွေ့နေရနဲ့ထိတွေ့ခံစားနေရနဲ့ချစ်ချင်းမြတ်တာမပြတ်တတိမပြတ်ကိုယ့်ရဲ့အကြည်ဓာတ်မပြတ်နေနိုင်ခြင်းကိုဥပိ္ပခာလို့ခေါ်တာequanimity equal minded ဘယ်ရာကမှကိုယ့်ရဲ့စိတ်တည်ငြိမ်မှုကိုနှောက်ယှက်မပေးနိုင်တော့ခြင်း
အယံမြင့်မာတဲ့စိတ်အဲ့ဒီစိတ်မရှိဘူးဆိုရင်တို့ကအာယုံတစ်ခုဒီအာယုံအစင်မပြေရင်တခြားအာယုံပြန်ပြောင်း deal with it now our vritti in the present ဒီ vritti ဟာဘယ်လာတာလဲဒါနဲ့တွေ့ရင်တော့ဘာဖြစ်လို့ကြောက်သွားရတာလဲအဲ့ဒီအဖြေမရှာသေးသေးပြီဘယ်သူမှကုပေးလို့မရဘာလို့လဲဆိုကိုယ်ပဲရင်ဆိုင်ရမှာဟုတ်ဒီအာယုံတွေကကိုယ့်မျက်လုံးကိုယ့်ရဲ့အတွေ့ကိုယ့်ရဲ့ခံစားခြင်းနဲ့ဆိုဒီပုံစံကကိုမကုမချင်းကိုပြန်မဖြီမချင်းဒီအထုံးကရှိနေအောင်ပါပဲနော် The tug of war continues except now we realize ဒီစစ်ပွဲဟာဆက်ပြီးဖြစ်နေအောင်ပါပဲ unless except we realize ကိုသိခြင်းကလွဲလို့ပေါ့နော် that all the while we were only ever struggling against ourselves ကိုဟာကိုနဲ့တစ်ချိန်လုံးစန့်ကျင်နေတယ်ဆိုတာကို realize မဖြစ်သေးတဲ့၍အဲ့ဒီစစ်ပွဲဟာဆက်ပြီးဖြစ်နေအောင်ပဲဒါကြောင့်လည်းအပြင်မှာစစ်ပွဲတွေဖြစ်ကြတာအတွင်းကိုမရှင်းအပြင်မှာတိုက်ကြိုက်တဲ့လောက်လက်နဲ့တွေကုန်ကြိုက်တဲ့လောက်လူတွေတေးကြီးပျက်စီးကြိုက်တဲ့လောက်လူတွေဒုက္ခရအတွင်းကရံပွဲတွေမတတ်နိုင်သေးတဲ့၍ကဘာမှာပရိပခါတွေရှိနေအောင်ပါပဲ The battlefield of the psyche is the fertile field for the vritti ဒါကြောင့်မလို့ battlefield of the psyche ကိုယ်စိတ်ရဲ့ဒီမြေပြင်ပေါ့နော်အဲ့ဒီမြေကိုယ်စိတ်ရဲ့ဒီတိုက်ပွဲတွေဖြစ်နေတဲ့နေရာဟာ vritti တွေကျက်စားရနေရပဲတဲ့ပုံစံတွေကျက်စားရနေရပဲကိလေသာတွေကျက်စားရနေရပဲရံပွဲတွေက we must do the spade work of weeding out the negative attitude of the klesha အဲ့ဒီကိလေသာဆိုတဲ့ပေါင်းပင်တွေကိုတို့ကရှင်းကိုရှင်းပြရOur body is well aware of the underlying impulses that pull on us. And we can clearly perceive that they were relentlessly trying to grab our attention. ကိုမှသိစိတ်ရှိနေတယ်ကွာကိုယ်စိတ်ကိုပြန်မြင်ရတာကိုယ့်ရဲ့ body ပဲကိုမမြင်သေးတဲ့၍ကိုမာနကိုယ့်ရဲ့အတ္တကိုယ့်ရဲ့အကြောက်တရားကိုယ့်ရဲ့သိနေမှုကိုယ့်ရဲ့ဝမ်းနည်းမှုဒါတွေကိုကိုယ်တိုင်မမြင်သေးတဲ့၍အဲ့ဒီ body ဟာအိပ်ပျော်နေတာ conscience ပေါ့နော် conscience စင်ကြင်ဉာဏ်လူတိုင်းမှာအဲ့စင်ကြင်ဉာဏ်ရှိတယ်ကိုပြန်မြင်နိုင်တဲ့ဉာဏ်ရှိတယ်မကြည့်လို့မသိသေးတာပါမကြည့်လို့မသိတာချစ်ကမဲ့နာမှာပါတော့တကယ်တော့အဲ့ဒီစာသားကလေအဲ့ဒီ buddhi ဒါနိုးနေမယ်ဆိုရင်အဲ့ဒီကိုယ့်ရဲ့အတွင်းထဲမှာကိုယ်ဆွဲချနေတဲ့ impulses တွေဒါတွေအားလုံးကိုကောင်းကောင်းလေးသိပြီဆိုရင် we can clearly perceive ရှင်းရှင်းလင်းလင်းမြင်နိုင်တယ်ကိုယ့်ရဲ့ attention ကိုသူတို့ကအမြဲတမ်းဆွဲယူနေတယ်ဆိုတာစဉ်ဆက်မပြတ်ဒီပုံစံတွေကကိုယ်ဆွဲယူနေတယ်ဆိုတာတို့ရှင်းရှင်းလင်းလင်းမြင်နိုင်တယ် they will continue to talk on us persistently ဆွဲနေအောင်ပါပဲဒါကြောင့်လေသူထွက်ရတော့မယ်ဆိုဝမ်းနေတာငိုတာဘာလို့လဲego ကသူထွက်ရတော့မယ်သူနေရာမပေးခံရရင်စိတ်မကောင်းဖြစ်ပြီးအဲ့မှာဝမ်းနေပြီးမျက်ရည်တွေကျသူထွက်ရတော့မယ်ပေါ့နော် until they are resolved holistically integrated holistically integrated ဆိုတာလေဘယ်သူကိုမှမထိခိုက်ဘဲနဲ့ပေါင်းစည်းနိုင်တာ holistic ကအလုံးစုံကျမ်းမာခြင်း
ပြဿနာတစ်ခုကိုဘယ်သူမှမထိခိုက်ဖြစ်နေတို့ဖြေရှင်းနိုင်တာကိုယ့်ရဲ့ရှင်းတမ်းမှုကဘယ်သူမှမထိခိုက်ဖြစ်နေနိုင်တာ holistic dictionary ကဘာပြောလဲတော့မသိဘူးကိုယ့်ရဲ့အဓိပ္ပာယ်ဖွင့်ဆိုခြင်းနဲ့ကိုလုံးလျာတစ်ခုလုံးတကူလုံးရှိယောဂလက္ခဏာမျိုးစုံကိုခြုံငုံသုံးသပ်၍ကုသသောစီးနည်းကို holistic medicine လို့ခေါ်တယ် dictionary ကဘာသာပြန်ထားတာနော် holistic medicine ဆိုတာခေါင်းကိုက်တယ်ခေါင်းကိုက်တာတစ်ခုတည်းလုံးမဟုတ်တာမဟုတ်ဘူးအဆုတ်ထဲမှာနေလို့မကောင်းဘူးအဆုတ်တစ်ခုတည်းကိုကူတာမဟုတ်ဘူးယောဂလက္ခဏာမျိုးစုံရှိနေတယ်အဲ့ဒါကိုခြုံငုံသုံးသပ်ပြီးတော့မှကုရတဲ့စီးနည်းကို holistic medicine ခေါ်တာအခုဒီမှာက holistically integrated ဆိုတာကအရာရာအားလုံးကိုခြုံငုံသုံးသပ်ပြီးတော့မှပေါင်းစည်းတယ်တကယ်ဉာဏ်ပါတဲ့ integrated ပေါ့ချိတ်ဆက်မှုလို့ပြောရမှာပေါ့နော်အဲ့လိုမျိုးအဲ့ဉာဏ်ပါတဲ့ချိတ်ဆက်မှုတွေလုပ်ရင်တို့ကဘယ်သူမှမထိခိုက်တော့ဘူးတကယ်အမှန်တရားဟာဘယ်သူမှမထိခိုက်ဘူးတဘာဝတရားဟာဘယ်သူမှမထိခိုက်ဘူးထိခိုက်တာအတ္တတွေပါနေလို့နော်ဆိုတော့ဒါလေးကDhyana hiya vrittaya နော် adopt an attitude of introspection ဆိုတာကိုပြန်ကြည့်တဲ့စိတ်ကိုမွေးမြူပါဒါပဲ 2.11 Sutra 2.11 နော်အဲ့ဒီမှာသူကဘာနဲ့ပြန်ချိတ်လဲဆို Sutra 1.18 နဲ့ပြန်ချိတ်တယ်1.8 Virama pratyaya abhyasa purva samskara sesonyaha with vigilant practice and effort ဝရိယထားပြီးတော့တကယ်အားစိုက်ထုတ်မယ်ဆိုရင် eventually all of the glaciers are scorched and only the remnant impression of detachment remains တကယ်ဝရိယနဲ့သာတို့ကြိုးစားမယ်ဆိုရင်အားထုတ်မယ်ဆိုရင်လေ့ကျင့်မယ်ဆိုရင်နောက်ဆုံးမှာဘာဖြစ်လာမလဲဆိုကိလေသာတွေအကုန်လုံးဟာညှိုးလျော်သွားမယ်နေလောင်သွားသလိုမျိုးကိလေသာတွေအားလုံးဟာလောင်ကျွမ်းသွားမယ်ဒါကြောင့်မလို့မီးတောက်ဆိုတာလေကိုယ့်ရဲ့အထဲထဲမှာတောက်နေတဲ့မီးတောက်ဆိုတဲ့အရာအလုတ်ကိုပြောတာနော်practice အာဗျာစာအမြဲတမ်းလေ့ကျင့်နေတဲ့ practice အဲ့ဒီ practice ရဲ့အမြဲတမ်းလွတ်ချနိုင်တဲ့စိတ်ရဲ့အဲ့ဒီလိုမျိုးနဲ့သာစင်စက်မပြတ်သွားမယ်ဆိုရင်ကိလေသာတွေအကုန်လုံးကနောက်ဆုံးလောင်ကျွမ်းသွားမှာပဲအခုတောင်တော်လောင်နေပြီမလားအရင်တော့ကလောင်နေနဲ့အခုလောင်နေနဲ့မတူတော့ဘူးဟုတ်တယ်ဟုတ်တယ်နော်အရင်တော့ကကြတော့သူတို့ရဲ့လောင်မြိုက်ခြင်းကိုကိုယ်စိတ်ကလေးကညှိုးငယ်စွာခံရတာအခုစိတ်ကအားကောင်းလာတဲ့အချိန်မှာကိလေသာတွေညှိုးငယ်သွားတာသူတို့လောင်ကျွမ်းသွားတာအဲ့ဒီလိုကိလေသာလောင်ကျွမ်းတဲ့စိတ်ကိုတို့ဟာပြုစုပြောထောင်ပေးရမှာသူတို့ရဲ့လောင်မြိုက်မှုကိုခံရမှာမဟုတ်ဘူး we have the power တို့အားလုံးမှာအဲ့ဒီ power ရှိတယ် through the practice of yoga အဲ့လိုလေ့ကျင့်မှုရအတွက်ဆိုရင် it will take an heroic effort သူရဲကောင်းလို့အားထုတ်မှုလိုအပ်တာပေါ့ heroic effort သူရဲကောင်းဆိုတာတိုက်မယ်ဘာမှမကြောက်ဘူးတိုက်မယ်ဆိုတဲ့စိတ်ပေါ့နော် heroic effort but only when we realize that direness of our predicament မသိဘူးအဲ့နှလုံးလုံးอ่ะနော် only when we realize that အတန်တောင်မထွက်တတ်တဲ့စကားလုံးလေး
D-I-R-E in the system dire နေလာနေမှာ dire ကြောက်မဲ့ဖွယ်ဖြစ်တယ်တေးရှင်ရည်တမျှဖြစ်တယ်တေးလည်းဖြစ်နေတယ် P-R-E-D-I-C-E predicament ဆိုတာပြဿနာတွေတေးရှင်ပြဿနာတွေအားလုံး only when we realize the တေးရှင်ပြဿနာတွေအားလုံးပေါ့နော် will we readily rise to the task ကိုယ့်ရဲ့ဘဝပြဿနာတွေတေးရှင်အမြဲတမ်းဖြစ်နေတဲ့ပြဿနာတွေအားလုံးကိုတို့က readily rise to the task ဆိုတာအဲ့ဒီလိုမျိုးပေါ်လာတဲ့တာဝန်တစ်ခုအနေနဲ့တို့ကယူပြီးတော့မှတိုက်မယ်ဆိုတဲ့အရာမျိုးဖြစ်သွားမှာ through the practice of yoga ဒါကြောင့်မလို့ပြဿနာကြုံလာရင်စိတ်မညစ်တော့ဘူးလို့ပြောရလေ I know how to handle it I know how to fight it back ပေါ့နော်သူတို့လည်းပြန်ပြီးတော့မှတိုက်နိုင်တဲ့စွမ်းရည်ကိုမှရှိလာတယ် through the practice of yoga လေ့ကျင့်ခြင်းအပြင်မှာ we derive all of the faculties skills and abilities of the mind to burn away our sanskara ဒါကြောင့်မလို့ကိုယ့်ရဲ့စိတ်ထားတွေကိုယ့်ရဲ့ကျွမ်းကျင်မှုတွေကိုယ့်ရဲ့စွမ်းရည်တွေအကုန်လုံးကဘာအတွက်သုံးပါလဲကိုချခဲ့တဲ့ခြေရာတွေကိုလောင်ကျွမ်းစေဖို့သုံးပါမကြောက်တော့ဘူးကာမကိုမကြောက်တော့ဟုတ်တယ်နော် burn away our samskara ကိုယ့်ရဲ့ imprints တွေကိုချစ်ဖြတ်ဖို့ရအတွက်ငါမှရှိနေတဲ့ပုံစံဟာဘသူ့အတွက်မှအကျိုးဖြစ်ထွန်းမှုဆိုရင်ဒီပုံစံကိုလွတ်ချဖို့ဝင်မလေးဘူးလေကိုအတွင်းထဲမှာရှိနေတဲ့စွမ်းရည်ကိုထုတ်သုံးပြီးတော့မှဒါကိုတို့လုံနိုင်ရမှာပေါ့ဒါကြောင့်မလို့အခက်ခဲဆုံးဆိုတာစိတ်ထားကိုပြင်မှုဆိုတာဒါကြောင့်ပြောတာနော်အခက်ခဲတယ်ကိုစိတ်ထားကိုပြင်ဖို့ပြောင်းလဲဖို့လွယ်တယ်ဆိုရင်လူတိုင်းအေးချမ်းနေပြီပေါ့စိတ်ထားကိုခက်လို့ပဲခန္ဓာကိုယ်ကြီးပဲလုံနေကြဟုတ်လားမသိဟုတ်တစ်ချိန်လုံးခန္ဓာကိုယ်ပဲခယူဆိုင်နေကြစိတ်ထားကိုသွားပြီးထိကိုမထိရဘူးကြည့်ကိုမကြည့်ရဘူးပြင်းကိုမပြင်းရဘူးဘယ်ချိန်ပောက်ကွဲမလဲဆိုတာကိုယ့်ရဲ့ projection တွေကအရင်ကိုဘဝအဆက်ဆက်များခဲ့တော့လေWe understand the commentary of Vyasa the earliest translator of the Yoga Sutra when he said ဒါကတော့ Yoga eva upadhyaya ဆိုတာက by yoga must be known through yoga advances he who cares for yoga in yoga rest forever အဓိကကဒီ Yoga Sutra ကို commentary ပေးခဲ့တဲ့သူပေါ့နော်ဒီ Sutra ကိုပထမဦးဆုံးဘာသာပြန်ခဲ့တဲ့သူကသူပေးခဲ့တဲ့ commentary ဘာသာပြန်မှုကဘာလဲဆိုရင် yoga ဆိုတဲ့အတိတ်ပဲ yoga ကိုဖြတ်သန်းပြီးမှပဲနားလည်မယ်အဲ့ဒီ yoga ကိုဖြတ်သန်းပြီးတော့မှပဲ yoga ဟာပို့ပြီးတော့မှမြင့်မားလာမယ်ဒီ yoga ကိုဂရုစိုက်တဲ့သူသာလျှင် yoga ကကိုယ့်ရဲ့နှလုံးသားထဲမှာတည်နေမယ် forever yoga reigns forever ဒါ yoga sutra ကိုဘာသာပြန်ခဲ့တဲ့ဟာအခု yoga ဆိုတဲ့အရာကိုယ့်ရဲ့နေစဉ်ဘဝထဲမပါဘူးပဲဆိုကြပါစို့အားလုံးက yoga ဆိုတာအာစနာတွေ physical posture တွေပြောထားတယ်ဒါပေမဲ့အခုဒီ yoga ဆိုတာကိုယ်စိတ်ထားကိုပြန်နဲ့အလေးကျင့်တစ်ခုလို့ကိုယ်စိတ်ထဲမှာမှတ်လိုက်ပြီဆိုရင်ဟုတ်တယ်နော်ကိုယ်စိတ်ကိုပြန်ကြည့်တဲ့အချိန်မှာမြင်လာရတဲ့ဒီ resources တွေကိုပြောအောင်မှာပေါ့ကိုယ့်ရဲ့ vritti တွေပုံစံတွေကိုဖြတ်သန်းပြီးမှဒါလျင် your realization ရမယ်
အဲ့ဒီ realization ကိုယ်စိတ်ကိုပြန်ကြည့်မှစိတ်ရဲ့သဘောတဘာဝတွေကိုသိလာမယ်အဲ့ဒီသဘောတဘာဝတွေကိုသိမှတကဘာလုံးရဲ့ကိုဘေးမှာပတ်ဝန်းကျင်မှာရှိနေတဲ့သဘောတဘာဝတွေကိုတို့ကနားလေလာမယ် yoga will rest forever ဆိုတာဒီကိုမဖြတ်သန်းမင်းနဲ့အပြင်ကအရာတွေနားလေဖို့ဆိုတာဘယ်လိုမှဖြစ်နိုင်ဒါလေးကတော့ယောဂမလုပ်နေတဲ့သူတွေအတွက်ဆိုရင်ဘာလဲဆိုတာလေးခင်းတတ်နိုင်သလောက်စူးစမ်းပြီးချိတ်ကြည့်တာပေါ့နော် we recognize that when life throw us for a loop ဘဝကကိုယ်ပြဿနာတွေခြားခြားလေနေတဲ့ပြဿနာတွေပြီးမယ်ဆိုရင် it is serendipitous that we are able to make fortunate and unexpected discovery seemingly by accident ဘဝကိုဘလို့ຢာတွေနဲ့ပဲပြစ်ချ serendipity ဆိုတာ serendipitous ဆိုတာမုတ်စိတ်ပြားဆွဲဆိုကြားဦးရပါလားအဓိပ္ပာယ်ပါလဲကြားတော့ကြားဘူးလေမသိဘူးဟုတ်တယ်မလားမုတ်စိတ်ကိုဘာလို့ပြားဆွဲရတော့လားဆိုတော့ serendipitous ဆိုတာမုတ်စိတ်ပြားဆွဲတတ်တဲ့ပါရမီတဲ့မုတ်စိတ်ကငါတို့ dictionary ကြည့်တာပို့ပြီးရှုပ်သွားဟုတ်လားမုတ်စိတ်ပြားဆွဲတတ်တဲ့မုတ်စိတ်ပြားဆွဲတတ်တဲ့ပါရမီဒါကြောင့်မလို့လေကောင်းတယ် it's just the blessing ပေါ့နော်ကံကောင်းတယ်လို့ပြောတာလား yes ဟုတ်တယ် it's just the blessing မုတ်စိတ်ပြားဆွဲ happenstance လို့ခေါ် lucky break ပေါ့ဒါကတော့ဘယ်လိုပြောမလဲမမျှော်လင့်နဲ့ပေါ့နော်သူကအနောက်မှာဟောဖြစ်ပါတယ်ပြောထားပါတယ် we are able to make fortunate and unexpected discovery seemingly by accident ဆိုတာကိုယ့်ကိုပြဿနာတစ်ခုကိုပေးလိုက်ပြီဆိုတာ ਨੇ တခါတလေကြာရင်အဲ့ဒါ blessing ကြီးဖြစ်နေတတ်တယ်ကံကောင်းလိုက်တာကံကောင်းလို့ပါလားပေါ့နော် seemingly by accident နော်မမျော်လင့်တဲ့ရှာဖွေတွေ့ရှိမှုတွေကိုအဲ့ဒီနေရာကနေသူကတကယ် pay attention လုပ်မှရမှာ make fortunate ကံကောင်းအောင်လုပ်လို့ရတယ်ပေါ့နော် we probe deeper and realize that nothing is in fact accidental တကယ်တမ်းပြန်ကြည့်လိုက်မယ်ဆိုရင်ဘယ်အရာမှတိုက်ဆိုင်နေဆိုတာမရှိပါဘူးအကြောင်းကြောင့်အကျိုးဖြစ်တယ်အကြောင်းတွေကြောင့်အကျိုးဖြစ်နေတယ်အကြောင်းတွေစုံလာရင်အကျိုးတရားမလွဲဘူးအကြောင်းမစုံနိုင်ရင်လည်းအကျိုးတရားလုံးဝမဖြစ်ဘူးဆိုတော့အကြောင်းတွေအကျိုးတွေရဲ့ကစားမှုတွေပဲဖြစ်နေတယ်ဆိုရင် there is deeper truth calling us intentionally ဒါတွေအားလုံးကိုလေးလေးနက်နက်နားလည်လာတဲ့အချိန်မှာအထေးတွေကနေပုံနဲ့ဆိုင်တဲ့အမှန်တရားစီကိုခေါ်နေတယ် Our beauty do not compel us to fate ငါတို့ရဲ့ပုံစံဟာငါတို့ကံကြမ္မာမဟုတ်ဘူး Understand ငါတို့အတွေးပုံစံဆိုတာသူများတွေပြောခဲ့တဲ့ကြားခဲ့တဲ့အရာတွေနေရာအသုံးမကျဘူးဆိုတာကျင်းငင်ဖန်မှန်ထက်ကြားခဲ့ရင်ကိုယုံကြည်မှုမရှိတော့ခွာချလို့ရတယ်အဲ့ဒါ your realization အဲ့ဒီ realization ဟာအသုံးကျတဲ့သူတစ်ယောက်ဖြစ်အောင်တို့ပြောင်းလဲလို့ရတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့ vritti ဟာကိုယ့်ရဲ့ fate မဟုတ်ဘူးဆိုတာလေးကိုပြောတာ but offer a golden opportunity to evolve ဒါဟာတကယ်ကိုအခွင့်အလမ်းပဲ golden opportunity အင်မတန်ရှားပါတဲ့အခွင့်အလမ်းပဲ to evolve ပျော်ဝင်ဖို့ရအတွက်ကိုပြုပြင်ပြောင်းလဲဖို့ရအတွက်တဆင့်ပြီးတဆင့်မြင့်တက်ဖို့ရအတွက်ဒါဟာအခွင့်အရေးပဲဒါကြောင့်မလို့လေ
obstacles into opportunity အခက်ခဲတွေကအခွင့်အလမ်းတွေဖြစ်လာတယ် wounds into wisdom ဒဏ်ရာတွေဟာဉာဏ်ပညာဖြစ်လာတယ်လူတိုင်းကအားလုံးကကြုံနေကြရတာအတူတူပဲအခက်ခဲကိုအခက်ခဲလို့မြင်ပြီးအဲ့မှာပဲထားမှလားအခွင့်အလမ်းထိရောက်အောင်အလုပ်လုပ်မှလားဒဏ်ရာကိုဒဏ်ရာလို့မြင်ပြီးအဲ့ဒီမှာပဲထားခဲ့မှလားသူနဲ့ပဲနေမှလားတစ်သက်လုံးဒဏ်ရာကိုဉာဏ်ပညာလို့တည်ဆောင်တဲ့အထိအောင်တို့အလုပ်လုပ်မှလား keyword ကအလုပ်လုပ်မှလားနော် walk in the path of the tender hearted hero သူရဲ့ကောင်စမ်းတန်းတဲ့သူရဲ့ကောင်မဟုတ်ဘူးအင်မတန်နုညံ့သိမ်မွေးတဲ့နှလုံးသားရှိတဲ့သူရဲ့ကောင်အဲ့ဒီလမ်းကြောင်းကိုတို့ရှောက်မယ်ဆိုရင် we may rarely feel brave but we progressively appreciate that the spiritual path provides us with a much better vantage point than one profiled from the path of the victim ရမ်းလာတာပဲဒါလေးရနော်အင်တန်နုညံ့သိမ်မွေးတဲ့နှလုံးသားရှိတဲ့သူရဲ့ကောင်းဆိုလို့ရှိရင်နော်အဲ့လမ်းကြောင်းကိုရှောက်မယ်ဆိုရင်ငါဟာတတိရှိတယ်လို့ခံစားရတဲ့အချိန်အများကြီးမရှိဘူးတဲ့ we may rarely feel brave ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီလိုမျိုးမခံစားရပေမဲ့လေတစ်ခုချင်းတစ်ခုချင်းတစ်ခုချင်းစီကိုတို့က progressively appreciate ငါဆိုတဲ့မန်မဟုတ်ပဲနဲ့တကယ်ကိုတစ်ခုချင်းတစ်ခုချင်းကိုတန်ဖိုးထားအတိမတ်ပြုပြီးအော်ဒါလေးတွေဟာတကယ်တန်ဖိုးထားစရာပါလားဆိုတဲ့ appreciate ဒီလမ်းကြောင်းမှာကိုယ်ပေးလာမယ်အဲ့ဒီ point vintage point အင်တန်တန်ဖိုးရှိတဲ့အတွေ့အကြုံတွေကိုသူက appreciate လုပ်လာတဲ့အချိန်မှာအဲ့ဒီ tender hearted hero ဟာ the path of victim ထက်အများကြီးပိုပြီးတတိရှိတယ်ဆိုတာမျိုးတွေ့ရလိမ့်မယ် victim ဆိုရဲအမြဲတမ်းကိုယ်ခံရတဲ့နေရာလမ်းကြောင်းပဲသွားမယ်တခြားသူတွေအကုန်လုံးရာဇဝတ်သားကောင်တွေဖြစ်ပေစီငါပဲခံမယ် victim တွေရာနေဟုတ်တယ်နော်ကျန်တဲ့သူတွေငါပဲဘဝမှာငါပဲရာထမ်းမှုဖြစ်လာတာပါဆိုကျန်တဲ့သူတွေကအလိုလိုနေရင်လူပေါ်ကြောတွေဖြစ်သွားရော right perspective လေးပြောင်းကြည့်လိုက်ဘာဖြစ်လို့ why I need to carry all the burdens တခြားသူတွေရဲ့သူတို့ကိုသူတို့မနိုင်နှင်းခြင်းတွေကိုဘာဖြစ်လို့ငါအသေးဆောင်ပေးရတာလဲဘယ်သူကတည်ခိုင်းလဲငါအကြောင်းမသိပါဘူးငါမိသားစုငါပဲသိတာပါငါခြေနေကိုငါဝန်တန်းနေနဲ့အရာဒါတွေအကုန်လုံးကိုငါပဲသိတာပါလို့ဆိုမယ်ဆိုရင်ပေါ့ we continue to be empowered by the practices and the great experiment of life အရင်စိတ်ဝင်စားစရာကောင်းတယ်ဒီကိုယ့်ရဲ့လေ့ကျင့်မှုတွေကပဲကိုယ် empower ပြန်ပြီးတော့ဖြစ်စေတယ်အဲ့ဒီ empower အားတွေပြန်ဖြစ်စေပြီးတော့မှဒီဘဝဟာ experiment ကြီးတစ်ခုလို့ခံစားရတယ် through much trial and error မှားမှလည်းမကြောက်တော့ဘူး we build confidence ရှင်ပြိုင်နိုင်စွမ်းကိုတည်ဆောက်တယ် and steadily gain in confidence as well တဖြည်းဖြည်းနဲ့ကိုယ့်ကိုယ်ယုံကြည်လာတယ် I can do it I can solve any problem I can solve anything lies before me ကိုရှိမှရှိနေတဲ့အရာတွေအားလုံးငါဖြေရှင်းနိုင်နေဆိုတဲ့ယုံကြည်နိုင်တဲ့တတိအဲ့ဒီအရာကအလုတ်ကနေပဲလာတယ် if we are truly fascinated by our process ဒီ process ကနေပြီးတော့မှကိုယ်တကယ်ကို fascinated ဉာဏ်စိတ်လှုပ်ရှားစရာကောင်းနေပြီတကယ်စိတ်ဝင်စားရှိနေပြီဆိုရင် we may even come to relish the experience အတွေ့အကြုံကိုကိုကအယံတန်ဖိုးထားတယ်ဟုတ်တယ်နော်
ဒီတွေ့ကြုံရမှာကိုပျော်နေတယ်မဟုတ်ရင်တို့ကပြဿနာတွေရှောင်ပြေးနေပဲအထဲမှာပြန်မကြည့်ရင်လေအခုပြီးခဲ့တဲ့ retreat မှာဆိုရင်သူအဆင်ပြေနေတယ်သူအရန်တန်ဆွမ်းနေ single mom တယောက်သူသမီးတွေကသူအားကြတယ်အဲ့လောက်ထိအောင်သူ့ကိုယ်သူစွမ်းနိုင်ခဲ့တယ်ဆိုပြီးတော့မှအဲ့လိုမျိုးနဲ့သူတော်တော်လေးအဆင်ပြေနေပြီပျော်လဲပျော်နေတယောက်ထက်ခီးတွေထွက်သွားနေဒါပေမဲ့တကယ်ထိုင်ကြည့်လိုက်တဲ့အချိန်မှာသူ့ကိုယ်သူပတ်ပြေးနေဆိုသူပြန်မြင်သွားတာ such a realization ဒါကြောင့်မလို့မင်း okay နေပြီဆိုရင်တကယ် okay နေရဲ့လားပြန်ကြည့်ပါဆိုဆုထရာပြောတာစိတ်ဟာမာယာအရင်များတယ်realization ဆိုတာဘယ်သူမှလုပ်ပြီးလို့မရတဲ့အရာတစ်ခုဖြစ်တယ်ကိုပြန်မြင်တော့သိပြောစရာကောင်းတာပဲအဲ့ဒီလိုပြန်ပြီးဖွင့်ပြောလိုက်နိုင်တဲ့အရာငါပတ်ပြေးနေတာပါလို့ဖွင့်ပြောလိုက်နိုင်တဲ့အရာဟာဘာလဲဆိုရင်ငါဖြေရှင်းတော့မယ်လို့ကြေညာလိုက်တာ ਨੇ အတူတူပဲငါပတ်မပြေးတော့ဘူးငါမရှောင်တော့ဘူးလို့ပြောလိုက်တာ ਨੇ အတူတူပဲဒါကြောင့်မလို့ we may even come to relish the experience as we make great strides in our willingness to walk the path ဒီလမ်းကြောင်းကိုရှောက်မယ်လို့ရဲရင်နဲ့တကယ်ကို great strides ပေါ့ရွေးချယ်မယ်ဆိုရင် the glacier are less likely to bear fruit ကိလေသာတွေဟာအတိမသိနိုင်တော့ဘူးညှိုးရော်သွားမယ်အပင်အပေါင်းပင်တွေတဖြည်းဖြည်းပေါင်းတွေကိုတတ်နိုင်သွားကိလေသာဆိုရယ်ပေါင်းပင်တွေရှိနေရင်ကိုယ့်ရဲ့ဥယျာဉ်ကလေးစိတ်ဥယျာဉ်လေးမလှပစိတ်ဥယျာဉ်မလှပရင်ကိုယ့်စီကိုဘသူပဲလာကြည်နူးမှုမပေးနိုင် Rumi puts it beautifully in his poem Rumi ရဲ့ကဗျာတွေကရနာမည်ကြီးတယ်နော် A feeling of gladness when misfortune comes He said that while others are crying oh no you will be quietly opening like a rose Then, in the passion for liberation, we dance with the divine providence, enveloped in Maya's twirling wheels. Rumi ကတော့သူ့ရဲ့ကဗျာထဲမှာလှလှပပလေးကိုသုံးထားတယ်။ကံမကောင်းတာတွေ misfortune ကံမကောင်းတာတွေလာပြီဆိုရင် a feeling of gladness ထဲထဲမှာပျော်တဲ့ခံစားချက်ဖြစ်လာတယ်သူပြောတယ် while others are crying တခြားသူငိုနေပြီဆိုရင်မင်းဟာနှင်းစီပန်းလေးပွင့်တယ်လို့ပဲ you will be quietly opening like a roseဒါလေးကိုနားလည်ဖို့တော့နည်းနည်းကြိုးစားအောင်မယ်နော်အဆုံးထိဖတ်မယ်နှစ်ကြောင်းပဲကျန်တော့တာ then in the passion for liberation လွတ်မြောက်ခြင်းကိုတကယ်မျက်မျက်နှုံနှုံဖြစ်လာတဲ့အရာဟာ we dance with the divine providence ပေါ်ထွက်လာတဲ့အရာတွေအားလုံးနဲ့တူကခုန်နိုင်နေ envelope in Maya twirling wheels ဘယ်သူမှကြောက်မနေတော့ဘူးဘယ်မှာရောက်မှလည်းအနှောက်အယှက်မဖြစ်တော့ဘူး only the samskara of the broadened and lucid perspective or nirodha remains ဒီ samskara ဆိုတဲ့ကိုပြုခဲ့တဲ့ imprints တွေပေါ့နော်အခုချိန်မှာရောက်လာတဲ့အဲ့ဒီ imprints တွေအားလုံးဟာ broaden
အဲ့ဒီအရာတွေအားလုံးဟာဒီနိရောဓဟာဆိုရလွတ်မြောက်ခြင်းပဲကြံခဲ့ပြီးတော့အဲ့ဒီနေရာကပဲကြည်တော့တယ်ပြောတာsamskara ကိုဒီနေရာလေးကနေငါမဖြစ်ရလေခြင်းငါပဲဖြစ်တာဆိုရအရာမျိုးတွေနဲ့မကြည့်တော့ဘဲနဲ့ broaden perspective ကနေကြည့်နိုင်တာ broaden and lucid perspective from the nirodha ဟာလွတ်မြောက်တဲ့နေမြေကနေပြီးတော့မှကြည့်နိုင်တယ်အရာ even the samskara of effort dissolves နောက်ထပ်ပြီး imprint လုပ်ခြင်းနဲ့ဆန္ဒတောင်မရှိတော့အဲ့ဒီမှာ samskara of the effort dissolve ဆိုတာကံကနေပြီးတော့မှကြောက်လားမသိဘူးနော်ဟိုအဟောတိကံဆိုတာလေကံထပ်မဖြစ်တော့တာလေနော်အဲ့ဒီလိုကံတောင်မှထပ်မဖြစ်တော့တဲ့ effort dissolves အဲ့ဒီ imprint တောင်မှသူ့ရဲ့ခြေရာတွေကိုပြခွင့်မရတော့ဘူး over time ဒီလိုမျိုးကိုယ့်ရဲ့ကံတွေကိုကောင်းကောင်းလေးညှိခြင်းအပြင်ပြင်ခြင်းအပြင်နဲ့ our capacity to penetrate our deeper layer of our psyche ကိုယ့်ရဲ့စိတ်အလွှာမှာရှိနေတဲ့နဲ့ဆိုင်တဲ့ layers လေးတွေကိုထိုးဖောက်နိုင်မဲ့ vidya ဒါ vidya လို့ခေါ်တာနော် penetrated wisdom ဆိုတာကိုယ်မှာရှိနေတဲ့စိတ်အလွှာတွေတစ်ခုပြီးတစ်ခုကိုထိုးဖောက်နိုင်သွားပြီ become second nature ကိုယ်တကသွားတိုက်တယ်လို့မျက်နှာတစ်တယ်လို့ရေချိုးတယ်လို့အဝတ်စားဝတ်တယ်လို့ထမင်းစားရတယ်လို့ဟုတ်တယ်နော်ဒါလေးတွေကိုလွတ်မြောက်တဲ့စိတ်ကလေးဖြစ်သွားပြီဆိုရင်အရာရာကိုရှိလာသမျှဟာပြဿနာမဟုတ်တော့တခြားသူတွေငုံနေရင်လေကိုကနှင်းစီပန်းလေးပွင့်တယ်လို့ပဲကိုတိတ်တိတ်လေးနှင်းစီပန်းပွင့်တာဘာသူသိလို့လဲဟုတ်တယ်မလားကိုပွေ့ဖက်ပေးနိုင်တယ်နော် second nature our new samskara is one of burning away future karma အခုတို့အဲ့ဒီဖြစ်စဉ်အင်မတန်နုညံ့သိမ်မွေ့တဲ့ကိုယ့်ရဲ့ကံကိုပြန်ပြီးတော့မှ samskara ဆိုနောက်ထပ် imprint ပြန်ချတဲ့ခြေလမ်းတွေဟာနောက်ထပ်ကံမဖြစ်တော့ခြင်းကိုတည်ဆောင်သွားတယ် burn away future karma ကိုယ်တိုင်လွတ်မြောက်တဲ့နေမြေရောက်သွားရင်နောက်ထပ်ပြီးဘသူတွေပါလုံနေပါစီလက်ဝင်မရှူခြင်းတော့ဘသူတွေပါပြောနေပါစီတတိရှိရင်ပြောတာနော်ဒါကြောင့် every moment တိုင်းမှာတတိဟာအရေးကြီးတယ်ကိုယ်စိတ်ပဲရောက်သွားပြီလေကိုယ်စိတ်ပဲနားရောက်သွားပြီလေနော်ဆိုတော့ဒီနေ့ကဒါလေးကိုပြီးအောင်ဖတ်လိုက်တာ deal with it now or deal with it forever မင်းပတ်ပြေးနေရင်တတန်တရားလုံးပတ်ပြေးနေရအောင်ပါပဲအခုကိုပြန်ကြည့်မလားဖြည့်ရှင်းမလားအဲ့ဒါလေးတခုလုံရင်းနဲ့တထုံးဖြီသွားတယ်နှစ်ထုံးဖြီသွားတယ်သုံးထုံးဖြီသွားတယ်အဲ့ဒီမှာကြာတော့ skillful ဖြစ်လာတယ်အထုံးလေးကိုဖြီရတာအဲ့ဒီကနေပြီးမှ skillful ဖြစ်လာတဲ့အချိန် competence ဖြစ်လာတယ်ရှင်ပြိုင်နိုင်စွမ်းရှိလာတယ်အဲ့ဒီရှင်ပြိုင်နိုင်စွမ်းကနေ confidence ဖြစ်လာတယ်အဲ့ဒီ confidence ကနေဒါကြောင့်မလို့လူတစ်ယောက်မှာအကြီးမားဆုံးဒနာဥစ္စာမိမိကိုမိမိယုံကြည်ခြင်းနဲ့ကံကံရဲ့အကျိုးကိုယုံကြည်ခြင်းအကြီးမားဆုံးဒနာဥစ္စာစီးစိမ်ဥစ္စာရုပ်ဝတ္ထုပစ္စည်းစီးစိမ်ဥစ္စာရဲ့အလယ်မှာအကြောက်တရားနဲ့ရှင်သန်ကြလို့အများကြီးအရာရာအလုံးပြည့်စုံနေပြီးတော့မှကိုမယုံကြည်နိုင်တဲ့သူတွေအများကြီးဆိုတော့ပြုစုပြုထောင်မှာကိုပြောတာပါနော်ကိုပြောတာစင်စက်မပြတ်ပေါ့ we are together ပေါ့နော်သူအတူတူပါပဲနောက်ဆုံးကြတော့ငါစိတ်တဏ္ဍာမှာဖြစ်တာလေသူစိတ်မှာဖြစ်တာပဲတူတူပဲဘယ်နိုင်ငံသားဖြစ်နော်အဲ့တော့ခါကြတော့နောက်ဆုံးကြရင်ငါလည်းမရှိတော့သူလည်းမရှိတော့သိလားတကယ်သတိထားမိရဲ့ချိန်ဆိုရင်လေအော်
သူ့သဘောလေးကဒီလိုလေးနော်ပေါ့အတ္တကပုံနေတဲ့အချိန်ပေါ့နော်အတ္တကိုနည်းနည်းလေးဘေးကိုထားနိုင်တဲ့အချိန်ဆိုရင်တော့အဲ့လိုလေးမြင်နိုင်တယ်နည်းနည်းလေးကိုယ်နဲ့နီးလာပြီဒီအတ္တကတဖြည်းဖြည်းနဲ့တက်လာပြီဆိုတဲ့အချိန်ကြာရင်တော့မမြင်နိုင်တော့အဲ့ဒါဒါကြောင့်မလို့တို့ we need skillful လို့ပြောတာနော် skillfully ကျွမ်းကျင်မှုလိုတယ်ချိန်ချိန်ဖန်ဖန်အထက်ထက်ကိုပြန်ကြည့်ပြီး I am okay လို့ပြောလို့မရတဲ့အနေထားပါဒီတန်တရားထဲမှာရှိနေသေးသေးပြီလေခဏနေပါပေါ်လာမလဲဆိုတာမသိဘူး so excited เนาะ adventure ပဲဒါကြောင့်မလို့နေ့ပြန်ကြရင် first class is the only way to fly ကဲပြန်မယ်ဆိုလို့ရှိရင်တော့ first class ပဲစီးပါတဲ့ only way to fly ပြန်မယ်ဆိုရင်တော့ first class ကဒါဒီနီလန်တစ်ခုလေးပဲပြောတာနေ့ပြန်ကြရင်တို့ဘယ်လို first class လဲပေါ့နော်ခေါ်သွားတာနော်ခေါ်သွားတာနော်မနှက်ဖြန်ကိုရောက်ချင်နေတဲ့စိတ်ကိုခေါ်သွားတာကျေးဇူးတင်ပါတယ်မနေ့ကတနေ့ကုန်မအားတာနဲ့မနေ့ကဗီဒီယိုတော့မတင်ရသေးဘူးเนาะဗီဒီယိုစောင့်နေကြတဲ့သူများကျေးဇူးအများကြီးတင်ပါတယ်